တို့ဒါတောင်ပေါ်ကျွန်တော်တို့ဇေယသိမ်ပါရီတက္ကသိုလ်မှာငလျင်နံခန်းသားပြီးတော့ပြိုကျလူဆဲဆဲဆောက်ဦးကိုကျွန်တော်တို့သက်သွန်းဆံပြလောဝဒါနာကုကူလေးဦးနေပါတယ်ဒါမကလေးလေးတွေပါဟိုမှာအောက်မှာဦးသေးနေဟိုဘက်ကဟာကြီးကလည်းပြိုတော့မဲ့ဆဲဆဲကြီးပါအေယာမြကြီးအေယာဝတီမြကြီးရဲ့ကမ်းဘေးမှာပေါ့သွန်းပုံညာရှင်ရဲ့အောက်တက်တဲ့မှာပေါ့ဒါကျွန်တော်တို့လောဝဒါနာပြုနေတဲ့ကျွန်တော်တို့အဖွဲ့တွေပါလောဝဒါနာကုသိုလ်လေးယူနေကြပါတို့တက်နိုင်တဲ့ဘက်ကလောဝကုသိုလ်လေးယူနေပါတယ်လူငွေလေးလည်းနည်းများမစိုးလူတန်းကူညီနိုင်ပါတယ်ဒါကျွန်တော်တို့ရဲ့ညီတော်လေးညီငယ်လေးပေါ့ဗျာကျွန်တော်ရဲ့ညီငယ်လေးဟိုမှာကလေးလေးရာသာအကုန်ကုသိုလ်လေးယူနေကြတာပါဟိုဘက်ကဟာကြီးလေဟိုဘက်ကဟာကြီးလေဖြတ်မှာအဲ့ဒါလည်းဖြတ်ရမှာဟိုဘက်ကကျောင်းဆောင်လည်းဖြတ်ရမှာလက်ရှိဒီကျောင်းဆောင်လည်းဖြတ်နေပါတယ်မြင်းကတော့ပေ40ကျော်ပါလေပေ45ပေလောက်မြင်းနဲ့ကျောင်းဆောင်ကြီးတို့ဒီခွာမဟိုကောင်အဲ့အော်တိုဖူးနေကောင်ရက်သမားအဲ့ကောင်ရက်သမားဟိုဘက်ကောင်ရှက်ပဲဟိုဘက်ကအုတ်ထုတ်ပြန်တဲ့ကောင်ရှက်ပဲဒီဘက်ကောင်နေမှုညာမှုရှက်ပဲလားဒီဘက်ကအဲ့တောဆောင်အုတ်ထုတ်တဲ့ကောင်နေမှုညာမှု